ရတာပေါ့ လေတို့မြင်ရောမြင်ရရလားမသိဘူးမီးရ လူရောမဲပြင်မှာမီးရတလောထောဒုက္ခပဲ ခဏခဏပြေးမြင်လိမ့်မယ်နော် ဝဲကင်းတွေကလူတွေကပို့ပြီးတော့လင်းနေတယ်စင်ဘွားလူတွေကမောင်မဲမိုးချုပ် အမောင်တွေကိုထွေးဖောက်လို့မင်းလေးငါရှိရောက်လာတယ် အဲလေ မင်းပြန်လာတန်နေများကခရစ်မာတို့ကကိုဖွင့်လို့ထားရတယ် မှန်လားပါမြင်မြပြန်လို့တော့မူပါဖေရ တတအာ ကိုသိန်းနာစိုးသိမဘောတက်ခဲ့မယ်နော်ကိုသိန်းနာ မတက်နဲ့ဆိုပေါ်တင်းမောကြီးတက်လိမ့်မယ် ဩ ဟိုပဲအော်ကိုကဲ မိတ်ဆက်ပြေ ကျွန်တော်တို့တစ်စထားနှစ်ပါးသွားလိပေါ့ခင်ဗျာ ဟုတ်ကဲ့ အညံ့ကြတော့အရှိန်နဲ့ဇက်ကြတော့အသိမ်တိမ်မွမွလေးနဲ့သွားကြမယ် တိမ်မွေ့မွေ့နဲ့မင်းသားနဲ့မင်းသမီးနဲ့နော်နှစ်ပြားပြားမှာ နှစ်ပါးသွားနေပဲနှစ်ပါးသွား နှစ်ပြားပြားမှာ နှစ်ပါးသွား နှစ်ပြားပြားမှာကျွန်တော်စကားမပြေဘူးကျွန်တော်ဝယ်သား အသေးချမ်းမဲ့နှစ် နဲ့ ပါ ပါ သွား သွား နှစ်ပါးသွား နှစ်ပြားပြား ပြော သူတောက်တာတွေတတိယ သေးချမ်းမအသေးချမ်းမဲ့နှစ် နဲ့ ပါ ပါ သွား သွား နှစ်ပါးသွား နှစ်ပြားပြား ဟဲ့တယ် ဒီညတော့ ဟုတ်တယ်လေဘာကြီးနာဟာနဲ့ဘာဖြစ်လို့မရှိသွားနေ အသေးချမ်းနားလား ငါတော့နေတာပဲ သေချာလိုက်သွားနှစ် နဲ့ ပါ ပါ သွား သွား နှစ်ပြပြ နှစ်ပါးသွား အခုမှတဲ့သွား ဟဲ့ဒီကဘာလဲစောက်ထိုးလုံးမရတာဟဟလား နင်းတို့ ကဲတော့ကိုကဲ ဝိစပြေ ကျွန်တော်နှစ်ပါးသွားထွက်ပြီလို့ဒါဇက်တမတင်ရဒီရှင်တော်လေးထွက်လာရင်ခွန်းတော့တပြန်၄ယူဒီယူဆိုတာဆိုရပါတယ် ဟုတ်တယ်ဗျာ အဲ့တော့ကျွန်တော်ခွန်းတော့လေးတစ်ပုတ်ဆိုမယ်ဗျာ အာကောင်းတယ်ဗျာ အဲ့ကျွန်တော်ရဲ့ခွန်းတော့လို့နှလုံးသားနဲ့နားထောင်နားနဲ့နားမထောင်နှလုံးသားနဲ့နားထောင် ဟုတ်ကဲ့ပါအဲ့တော့ဆိုပါဗဇက်နဲ့ဆို နားနဲ့မထောင်ငါဘာနဲ့ဆိုတာဖိင်းနဲ့ဆိုရမှာလား တချို့ကဘူးဘူးနဲ့ အော်အော်အော် မမအားမှာလား မူးနေတာ မူးနဲ့အော်အန်နဲ့ဘယ်မှာအော်အန် တောက်တာမတောက်ရသေးဘူးဒီက တောက်တော်မတောက်ဘူး ငါခွန်းတော့ဆိုနေတာ ဟုတ်ပါအကိုကြီး ခွန်းတော့ဆိုတာတေချာနားထောင် ဟုတ်ကဲ့ အော်ရဲ့အန် အန်နဲ့အန် တောက်တော့မတောက်ရသေးပါဘူးဘယ်လိုအမလို့ ဖုန်းတောက်ကယွန်းစရာကြီးမှန်ပါဘူး ဟုတ်မမမောင်လေးပြမှားလို့လားဟုတ်တယ်နော်မောင်ဒါလေးစားစိတ်ဆိုးတာလား စိတ်ဆိုးတယ်အသေးချာနားမလားဘူးအော်ရဲ့အန်ပြောနေနာကောင်းကြီးပဲမို့ကြောင်ချီရဲ့လို့လည်းနာမည်ကျော် ကြောင်ရှိရလို့နာမည်ကျော်ဆိုသိပြီ ကြောင်ကြီးတို့နာမည်ကျော်နိုင်တာတကောင်ပဲကြီးတယ် ဟုတ်ကော မ ဟုတ်ကောင်လေ ဘယ်ကောင်ရှိရမှာတော့လို့ပြည်သူတွေမုန်းနေတဲ့ကောင်တကောင်ပဲရှိတယ် ဟုတ်တယ် ဟိုကောင်လေကွာ ဘယ်ကောင်လုံးဝါ ဟိုကောင်မှာဆိုမှ ဘယ်ကောင်လုံး သိတယ်မဟုတ်တယ်မလား ဟုတ်တယ်နော် ကဲဆက်ဆိုပါဦးဟာဖျောက် ဟာကိုစပယ် ဘာလုပ်တာ ဘာလို့လဲတော့ လာတော့ဘာလုပ်တော့ ဟိုမင်း ဩဒီမှာသူကတေးသေးချာချာလေးခွန်းတောက်ဆိုတာဩလူကြီးအကြီးတယောက်အနေနဲ့လေးလေးဆဆလေးကျွန်တော်တားငယ်လေးကနေပြီးတော့ဆက်ဆံတယ်ဘာလို့တာလဲ မင်းတို့ပြောတဲ့ရှိတာအရင်ကငါနောက်မှဆိုမပြော လာပါကိုကြီးရလဲ ကိုစပယ်စိတ်ဆိုးတော့တော်တော်ယူသေးတာပဲ စိတ်မဆိုးနဲ့နော်ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်စိတ်မဆိုးနဲ့ဒီကိုတွေကအော်နဲ့အန်ပြက်ပြက်နဲ့နန်းနဲ့ကြောင်ချီးဆိုဘယ်သူလဲဆိုတော့ကျွန်တော်တို့ကပေးတိုက်လဲသိအောင်လို့ဩမသိသေးတဲ့လူတွေသိပါအောင်ရှင်းပြနေတာစိတ်မဆိုးနဲ့နောက်တစ်ခါစိတ်ဆိုးရင်တကြိုဆက်ဝယ်ကျွေးမယ် နင့်မေးနမိတ်မရှိနမအဖေးနေဟော မမေ့မရှိနေမှမရှိ ပြောနာနာကောင်းကြီးပဲမို့ကြောင်ချီရဲ့လို့လည်းနာမည်ကျော် ဟုတ်ပါ အဲ့ဒီကောင်ကျင်းသေးတယ်အဲ့ကောင်ပဲကျင်းသေးတယ်မင်းလည်းသိတယ်ငါလည်းသိတယ်ဟာတတိုင်းကလုံးသိတယ် ဟာလေးပြီအဲ့ကောင်ဟုတ်တယ်အဲ့ကောင်ပဲဖြစ်မှာတေးချာ နော်ပြောနေနေကြောင်ချီရဲ့လို့ ကြောင်ကြီးသူတို့ဒီကောင်မရှိ ကြောင်ချီရပြီနည်းနည်းမွေးအောင်မယ် ဟုတ်တယ်ဗျာအဲ့ကောင်တော်တော်နန်းတာ ဟုတ်မယ်ပေါ့ဒါသူသိကြတာပေါ့
ကိုတရောင်းသား သိကြ ဟုတ် တယ် တေးကြတယ်အ မ ကောင် ဆဲပါနဲ့တထောင်းသားလို့ဆဲရရိုင်းနေ အဲ့ဒါလို့ ခိုးရသားလို့ဆဲရမှာ ဟုတ်တယ် ဦးလေးဘသူစိတ်ဆိုးလဲနှစ်ပါးသွားထွက်တော့မယ်လို့စိတ်ဆိုးလဲတောင်းပါဆိုးလို့ မဟုတ်ငါခုနောက်တပုတ်ကိုဖြောင်းအောင်ဆိုရမှာလားမင်းတို့စိုက်တင်းချတာငါနားထောင်ရမှာလား မဟုတ်ဘူး စတာစိတ်မဆိုးနဲ့ထစိတ်ဆိုးရင်တည်ရနော်ဝယ်ကျွေးမယ် နှစ်ခုလောက်ဝယ်ကြည့်တယ်အကောကလည်းလူချီးဖြစ်ပြီးတော့ တမင်းဆိုသူကျင်းဆိုလို့မပါလို့တိုင်းရကခေါ် ဟေးလား ပေါ်လာပြီပေါ်လာပြီ ကျင်း အပေါ်ပဲရှိရဲ့အပေါ်လည်းညားပဲရှိရဲ့အပေါ်လေတက ကျ ယ် င်းဆိုးတော့တည်တယ် ကွက်တီမက်ဆီအဲ့မက်ဆီကအဲ့ကောင်ပတ်စတဲ့ထဲရ နော် อืม ကျင်းဆိုးလေ အပေါ်ပဲရှိဆုံး ဟဲ့အဲ့ အပေါ်လည်းပဲရှိမှုဝဲကြောက်ခလေးမပွိတ်ခလေးတာကိုနာရီအပေါ်လေရော ဟာ ဒီတဝဲကမူလို့ပြောတယ်ဟာ တဝဲလို့ တဝယ်လို့ကွာမိုးလိုကြတော့တော့မိုးထီးတဲ့ပလောက်ပတ်မိုးထီးတဲ့ပလောက်ပတ် အော် ပဲက မိထိုးတဲ့ပလက်ပေါက်မိထိုးတဲ့ပလက်ပေါက်ဘဲဦးတော့စိုးပါ ဖိုးတော့ဆိုပါဖေး အကိုကြီးကဒီကလေးတွေနဲ့ခက်ခံပြီးတော့ အော်ရဲ့ပြောင်းနာကောင်းကြီးရေမို့ကြောင်ချီရဲ့လို့နာမည်ကျော်တမင်းဆိုသူကိုကျင်းဆိုလို့နာမည်မပါလို့တိုင်းရကခေါ်မဟုတ်မဟန်နဲ့တမူဖော်မတူတော်တို့အဖွဲပေါင်း ကျင်းသေးသွားပြီမတူတော်ဆိုတော့ အဲ့ကောင်ပဲပေါ့ မဟုတ်ဒါကြမတူတော်ဆိုအများကြီးပဲ ဟုတ်လား ဟောမြန်မာပြည်မှာဆိုပေါက်ကရုံးတို့ပေါက်ကရုံးနော်ပေါက်ကရုံးကိုကောင်လေးရှိတယ်ကွာခင်းကြီးဟုတ်တယ်နော် ဟေးခင်ကြီးတို့နော် 905တို့ နောက်ကျုံလုံးမင်းတို့ကျော်စိုးဦးတို့ဟလား ဟုတ်တယ် နော်အဲ့ကောင်ကြီးကြံ ဒီ သေး ကောင်လေးပဲ အဲ့ ရှိတာ သူ့အပေါင်းပါတစ်ပိုက်ဟဲ ဖောင်းကတော်ဖောင်းကတော်အဲ့ဘုံကြီးလည်းပါတယ်နော် အေး ဟုတ်တယ်နော်တီတကူတို့ပြီးတော့ဟိုဗာလဲငင်းငင်းရေးဆိုလမ်းချောက်တယ် ဟာအဲ့ဒါ လမ်းမှာလည်းကားခိုးစီးတည်တယ်လေနော်လမ်းချောက်တယ်ပြောလူမိပါကားခိုးစီးတယ် အိုး ငင်းငင်းအတွက်လမ်းချောက်တယ် ကိုပြောတဲ့တယောက်ကဟိုတယောက် ဘယ်တယောက်လဲ fight main ဆွေ fight main ဆွေ ဟာမင်းဆိုရင် ဟော fight နဲ့ငါအတူတူပါပဲဗျာ ဟေးစိုးတို့နောက်မှမင်းသားဟော ဦးစပယ်ဘာဖြစ်တာတော့ အမဆွေထဲမှာ ပြောညာလို့မင်းတို့ပြောလို့ပြီးမှပဲငါခုနောက်တပုတ်ဆုံးအောင်ဆိုတော့မယ် အော်ခွန်းတော့ဆိုနေရလားနို့တိမှတိပဲ နော်မသိမှထားဒီနားမှာ ဟုတ်လား မပြောင်းနဲ့ဒီလေးတော့အောင်ပိုင်းတွေမပြောင်းနဲ့မပြောင်းနဲ့အဖွဲထဲမှာအကြီးဆုံး ဟုတ်တယ် နော်ဦးစိပြဆိုအကြီးဆုံးငါပါပိတ်လိုက်မယ်ဆိုတရားကြီးဆိုပါလားဟုတ်တယ်လို့ပြော ဟဲ့ ပါ တွေ့လား အကြီးဆုံးလည်းပြောသေး အဲ့ဒါတက်လားဟမ်ဖေပြောတော့ဟိုသားပြောမှထားလားစိုး တမတော်ကချာဟတရသန္ဒရဘွန်ဒရနန္ဒမနန္ဒမနဒွန်ဒရဝန္ဒဟုတကုနာသန္ဒရမောတနဘ နေကကလားလူတွေဖြစ်ကုန်ဘောကပြောနေထိုင်းလို့ပြောနေတာ မတူတော့အဖွဲပါနောင်တစ်ခေတ်မှာစင်မီတွေတောက်လောင်းမလာသေးဘူးဖြုတ်ချဖို့စူတောင်းကောင်းဟော ပြီးပြီလားငါတို့ကကြော့ရတာဆက်တန်ကန်ကန်နဲ့ကဲကြော့လိုက်တော့ဟိုဘက်ကအမျိုးတွေအကုန်လုံးကြော့ပါတယ်ကဲဒီဘက်ကအမျိုးတွေလည်းကြော့ပါတယ် ဟုတ်ကတော့ပါတယ် ကဲအားလုံးဒီကပရိသတ်တွေအားလုံးလည်းကြော့ပါတယ် တော့ပါလေ ကဲကြော့တော့ပြီးမဖို့တောင်း အဆင်းတောင်းလိုက်လေ အေးတရင်ကျွန်းမှာကဲကိုစပယ်ရေ ကိုကေ ဟုတ်ကဲ့เนาะကျွန်တော်တို့ဟိုဆက်လေးရလဲခုနနည်းနည်းဟိုချိုရင်ဝါအတွက်နည်းနည်းမားရရှင်ခွင့်လို့ပေးပါသိခံပေးပါเนาะ စက်ကလည်း ခုနဓာတ်ကြိုးတဲ့ လိုပဲ ခုနဓာတ်ကြိုးတဲ့ကြက်ဝင်ပြေးပါလား တချို့တွေကြွဘယ်လိုဝင်ပြီ ဟုတ် တော်လေ အဲ့တော့ချစ်တဲ့ညီကောင်မောင်နှမတွေမနေ့ပြန်ကြရင်လည်းလာရောက်အားပေးပါအောင်เนาะဒီနေ့တော့လာအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့လူရှင်တော်တွေလည်းပြောမှဆိုမှရှိဟိုးဆံများနေခြေပြားတွေကြော့ပါတယ်ခင်ဗျာ ကတော့ပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့တနေ့တာပြင်ပန်းမှုလို့တခဏတာအပန်းတော်ဖြေဖို့အတွက်ကျွန်တော်တို့သားစစ်တပင်ကိုလာရောက်ကြတဲ့မိဘများကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့လိုချင်သောဆန္ဒတွေတစ်လုံးတစ်ဝိုင်ပြည့်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာကဲညီလေးအောင်မညွေချစ်တဲ့ညီကိုမောင်နှမတွေလည်းမြစ်တာလေးပါပို့ဝေးပါဦးနေပြောနေတာအောင်မညွေကသူ့နာမည်တော့သူမသိဘူးသူ
သူကညိုယုံနေမဟုတ်မဲပြီးပြန်နှမ်းတယ်မမခုမှပြန်လာဟလားသိပေါက်ပြီးပြန်လာဟလားထိုင်ဟာ တောင်းတဇဲခါပေါ်ထွက်လာတရဝါဒလိစိတ်ချမ်းမြေဆိုသလို လူလူပြောတာတွေ့လား ဟေးဟော အဲ့ကောင်လူလူပြောတတ်တယ်တွေ့လား ဟုတ်တယ် ဘယ်လိုပြောနေတာလဲ ပြောတာလေးပြော တောင်းတဇဲခါပေါ်ထွက်လာတရဝါဒလိစိတ်ချမ်းမြေဆိုသလိုမြမရိုးရဇက်တပင်ဆိုတာကြည့်ကျင်တိုင်းလဲကြည့်မရကကျင်တိုင်းလဲကမရမဟုတ်လားဗျာ မှန်တယ်ခင်ဗျာမှန်တယ် အခုလိုပန်မူရီမြို့ကြီးမှာ ဟုတ်ကဲ့ ကျွန်တော်တို့ကိုသားစစ်တပင်နဲ့ ဟုတ်ကဲ့ ကျွန်တော်တို့ညီကိုတွေအခုလိုပျော်ပျော်ပါးပါးလာရောက်ဖျော်ဖြေခွင့်ရတာအင်မတန်မှဝမ်းသာကိုယ်မဆုံးပါဘူးကိုဖွချီရေကိုဖွချီလွှဲပြလိုက် ညီလေးကအဲ့လိုပြောတော့ကိုကြီးကပြုံးတယ်ဗော ဟိုဒုက္ခပဲ ကိုကြီးရဲ့နှပ်ပတ်တဲ့မျက်လုံးကြီးနဲ့ ဟာ အားပါတဲ့မျက်လုံးနဲ့တေချာကြည့်လူဆိုတာနွားမျက်လုံးနဲ့ အဲ့လိုတော့မျက်လုံး ဟုတ်တယ်နွားမျက်လုံးနဲ့မျက်လုံးဆိုတာလူတွေရဲ့စိတ်ရဲ့ခရင်းပေါက်လူတယောက်ဘာဖြစ်နေဆိုတော့မျက်လုံးကိုကြည့်လိုက်တာလည်းသိတယ် ဟုတ်တယ် နော်နေကလူမျက်လုံးမဟုတ်နွားမျက်လုံးအမှဒွေးမျက်လုံးဆိုကြည့်လိုက်လုံးဝဆွေးနေတာ အော်တွေ့ မျက်လုံးမှာအငုံမျက်လုံးရှိတယ်အရင်မျက်လုံးရှိတယ် ပြောတယ် အငုံမျက်လုံးဆိုတာဒွေးကိုကြည့်လိုက်အများလား အော် ဟုတ်တယ်ဗျာ ပြောနေတာတကြိုဆက်ကို မိုက်တယ် ဝစ်လေလားအချက်ချင်းမျက်လုံးကဒါအငုံမျက်လုံးအရင်မျက်လုံးဆိုတာလည်းရှိသေးတယ် အဲ့လိုမျိုးတော့ပါ ။ဟာကြည့် မင်းအာဒုက္ခပဲကွာမင်းမသိမင်းဟာမသိကိုသောမကမင်းဖင်ချနေလို့ပဲလား ကိုစပ်တကြီး မမရိုက်နေ ဆိုးနေကွာ မမရိုက်နေနော် သူဝဲဆဲပြီးတော့မရိုက်တယ်ငမိုက်သားဂုံတင်ရှိတဲ့ပန်ပူဒီမြို့ကမီးပါလေရှိမှာမဖွဲမရစကားတွေရိုက်ပြပါတော့ငမိုက်သားစပြက်တဲ့အားတောင်စွယ်နေခွင်လက်ဝဲကားစစ်တဲ့နောင်ကျော်ဖြစ်မီအောင်တော့ အဲ့လိုဒီမရက်စား ဟာဒူးတော့ခါသားနာဒူးတော့ခါသားနာ မရက်စားပါနဲ့ ဘယင်ထိပဲရအမိန်တော့ပါလားအမိန်တော့ဒူးတော့ခါသားပန်ပူဒီမြို့မှာရှိတဲ့မိဘများကိုမဖွဲမရစကားတွေရိုက်ပြပါတော့စင်မုံမှာပြောတယ်ငမိုက်သားစပြက်အားတောင်စွယ်နေခွင်လက်ဝဲကားစစ်တဲ့နောင်ကျော်ဖြစ်မီအောင်တော့ ဟာ ဟာသုံးလက်လှန်သုံးလက်ဂျီဖိုးသုံးလက်ဂျီသရီငါလက် AK47 73လက်နဲ့လောင်ချာအလက်30နဲ့တင်ကားအစီး3500ဝိုင်းနေပြီတကားလားညတခေါင်အချိန်ကားတွင်ကျွန်ုပ်ကိုယ်တိုင်ကာဗလာဝေးုံခြုံလို့မြင်းဖြူရှင်အစီးပြီးတော့12မိုင်ကွာနေနေကိုမသိမချင်းတရေဘင်းနဲ့ပြင် ညဟာ ဟုတ်တယ်ဦးလေ မသိမချင်းတည်ပြီးနေပြစ်တာစက်တက်တက်တွေရောအတင်ကားတွေကိုအမြောက်တွေဘာနဲ့တည်လို့တည်ရမှာမသိ ကဲညီလေးဟောကိုရွှေချေးရေနည်းနည်းချစ်တဲ့မိဘများလဲ ကျွန်တော်လည်းရောက်သွားပြီလားနော်ဒီညာလေးရဆိုပြီးအင်မတန်မှပြောတရားကောင်းတဲ့ညာလေးကျင့်ဒီမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါပြီပြည်သူများတောင်းတနေတာမင်းသားကျော်လေးအများချစ်တဲ့သားစစ်တဲ့ဘယ်ဒီမှာပဲ မှန်တယ်ဗျာ ရုပ်စုပ်ပန်းစုပ်သိမ့်ပုံဒါကြောင့်မလို့တောင်းတနေတဲ့မင်းသားကျော်လေးကအများချစ်တဲ့သားစစ်တဲ့မင်းသားကျော်လေးပါပဲဗျာဒါကြောင့်မလို့မျော်လင့်နေပါပြီ ပေါ်တင်နေပြီ ဒါကြောင့်မလို့ညီလေးဆက်ပြီးတော့အမိတ်ရှိပါဦး ကဲညော်လင့်တော်တဲ့နဲ့ပိုင်းဖြတ်ကြပါတော့ကဲဒါဇက်ကုံပေါ်မှာမို့လို့တို့ TV ထဲမှာဆိုရမူးနဲ့ရေးလိုက်ပြီဘုတော့ဝင်သွားပြီဒီမှာတော့ရေးလို့မရပါဘူးတို့ကပြောမှာပါနားမထောင်ရင်လည်းထောင်ကိုလူမဲပြောပါဦးလား တဝဲလိုတော့ပြောပြရမယ်တဝဲလိုတော့ပြောပြရမယ် တဝဲဝဲလုံးဝဲသားလိုပဲပြောလိုက် ဝဲလိုတော့ပြောလိုက်မယ်ကျွန်တော်တဝဲသား ဝက်လိုပဲပြောလိုက် တကယ်ဝယ်သား နားလေနားလေကြီးတဲ့ ကိုလူမဲ့တကယ်ဝယ်သားဘယ်နှကီလိုတော့ 3ကီလိုတဝဲသားတဝဲ တဝဲသားတဝဲသားတဝဲလိုပဲပြောလိုက် အမျိုးပဲဖြစ်ကျွန်တော်ပါပူလီယာမိသားစုလေးနော်ကျွန်တော်မြင်တော့မငယ်တန်းလာပြီးတော့အပေးရဲ့အနေတော့တော် သူ တော် ပြောတာဒီကွာမိသားစုလေးတဲ့မျက်နှာမငယ်တဲ့အားပေးတဲ့မိသားစုလေးတဲ့ဒါပြန်ပေးတာတော့ပေးမယ် ဗမာစကားဗမာလိုလာပြန်တယ်မျက်နှာမငယ်နဲ့အားပေးတာသိပြီသားဟိုမိုင်းမျက်နှာလို့လာမင်းကြလားလဲမိုင်းရပါမိုင်း အော်သွားပြီခောက်ပြီဟိုမပြောပြော အဲ့တော့ကျွန်တော်အနေထားနာဂီတဲ့အထာပုံမြောင်းလူရလေးမျိုးကျွန်တော်အပြစ်ရှိရဲ့30နောက်နေပြီးတော့30တကားရောအနေယာမှာပန်ပူလီဖောကလောမှာကျွန်တော်30တဲ့ပင်ကာနေရဲ့တော့ကီအောင်ဆိုနာဂီတဲ့အထာလူများများလာပြီးတော့အပိတ်ကြီးပါခဗျာ မနေ့ဖန်ကြရင်တဲ့လူမြဲများတဲ့လာပြီးတော့အားပေးပါတဲ့သတ်တဲ့ပင်သွားကြည့် လေ ရင် ဟာငါမရှင်းပြနဲ့ဟိုနေ့ရှင်းပြ तू ကခပ်နဲ့ပြောနေ ဟာလာနက်ခိတိုင်းပေါ့နော်မနေ့ဖန်ကြရင်လားတဲ့ ဝမ်နီလား ဝက်နီခုနီ ဖူနီဖူနီ ကိုတို့ကဗျာခလေးနဲ့သွားပြီးတော့ရံမဖြစ်ပါနဲ့သွားတော့မစုံသေးဘူး तू က ကဲโอเคကိုကြီးက
ကဲကျွန်တော်တို့အပြောလေးတွေအသာရှော့လို့အလုံးနဲ့တက်တယ်ပြကြပါစို့ ဟုတ်တယ်ဗျာ အောက်ကထွက်ပေါ်လာမှမင်းသားကြောလေးတွေနော်မျော်လင့်နေပြီဗျာမျော်လင့်တော်တဲ့ုံနဲ့ပိုင်းဖြတ်ကြပါစို့ ဟုတ်တယ်ဗျာ ဒါကြောင့်မို့စကားပြောပါဗျာစကားတွေကဇာတိပြ မှန်တယ်ဗျာ တရားဟောပါဗျာတရားတွေကပါဠိယ ပါဠိယ စဘာထောင်းမယ်မှာတော့စဘာတွေကစံစိယ မှန်ခင်ဗျာ မရပေါင်းမယ်များတော့မရတဲ့စံစိယဆိုပြီး အစိတ်ရောကုန်ပြီမရတဲ့ မရတဲ့ကဆန်စီရမလား အေးမရတဲ့အတိတရားတွေရ ဟုတ်တယ် နော်ဒါကြောင့်မို့နောက်ကထွက်ပေါ်လာမဲ့မင်းသားကျော်လေးမျောလင့်နေပြီဗျာကြည့်ကျင်နေပြီမင်းသားကျော်လေးကဲဘယ်သူပါလဲ အများချစ်တဲ့သားစစ်ဗျာ ဟောမင်းသားကျော်လေးအများချစ်တဲ့သားဆက်ကဲ ကဲအဲ့တော့မင်းသားလေးစရရွခေါ်ထုတ်ကြအောင်ဗျာ ခေါ်ထုတ်ကြမယ်ဗျာ တော်လန်ယရနာသားစစ်ပြီမို့ အပျော်သဘောနဲ့အနာမလာလိုက်ပါနဲ့ စကားအရာလိုက်ကဗျာကြိုက်တယ်မို့ မြမပြည်တဝိုက်တာချစ်ကြတယ် အများချစ်တဲ့သတ်စင်မင်းသားကျော်လေးပါပဲဗျ ဗမာလူပြောဗမာလူပြော တဝဲတဝဲ အယွတ်မရှိအမြင်ပဒါတတွေနဲ့ ကဲတာလာယရနာပြေမနာတမယ်တေးဆိုတာဒီလိုကြားကြပါတော့ ဒီလိုကြားကြပါရစေ